ICJ တရားရုံးမှာအမှန်တရားကိုဖွင့်ပြခြင်းနဲ့မြန်မာရေးသုံးသက်ချက်ကမ္ဘာတရားရုံး ICJ မှာဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ်လူမျိုးတုံးသတ်ဖြတ်မှုဖြင့်ဆွတ်ဆွဲထားတဲ့အမှုမှာမြန်မာကိုယ်စားလှယ်ဦးကိုကိုလှိုင်ရဲ့ရှောက်လဲချက်ကကမ္ဘာကိုတုန်လှုပ်သွားစေခဲ့ပါတယ်။၎င်းသည်တမိုင်းလိန်ဖြင့်ကမ္ဘာကိုလှည့်ပြားနေသည့်ဘင်္ဂလီအကြမ်းဖက်များ၏ဖြစ်ရပ်မှန်များကိုထိထိမိမိဖော်ထုတ်ပြသနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။အမှန်တရားနှင့်ဆွဆွဲချက်များကကွာဟချက်ဂမ်ဘီယာနိုင်ငံနှင့်ရှေ့နေများသည်ဖြစ်ရပ်မှန်ကိုကိုယ်တိုင်စုံစမ်းခြင်းမရှိဘဲ OIC နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ပံ့ပိုးမှုတဆင့်စကားဆွဆွဲချက်များအပေါ်အခြေခံကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။၎င်းတို့သည်မြန်မာနိုင်ငံကိုတက်ကွင်းထဲသို့ရောက်နေပြီဟုယူဆကာဒေါ်လာသန်းပေါင်းများစွာနစ်နာကြေးရရန်နှင့်တီးသန့်နယ်မြေစစ်စုံများသတ်မှတ်ပေးရန်အိမ်မက်မှတ်နေခဲ့ကြသည်။သို့သောမြန်မာနိုင်ငံဘက်ကတင်သွင်းသောအချက်အလက်များကြောင့်အခြေအနေမှာပြောင်းပြန်ဖြစ်သွားခဲ့ရသည်။ရှောက်လဲချက်၏အဓိကမန်တိုင်၃ရက်ဦးကိုကိုလှိုင်သည်မြန်မာနိုင်ငံ၏ရည်တည်ချက်ကိုအချက်၃ချက်ဖြင့်ခိုင်ခိုင်မာမာတင်ပြခဲ့သည်။၁ဂမ်ဘီယာရဲ့တင်ပြချက်များသည်ခိုင်လုံမှုမရှိသောတဆင့်စကားများသာဖြစ်ခြင်း။၂၎င်းတို့သုံးသပ်သည့်လူမျိုးအမည်မှာတမိုင်းတွင်မရှိဘဲခိုးဝင်လာသည့်ဘင်္ဂလီများသာဖြစ်ခြင်း။၃နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်1982ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေကိုမည်သူမျှကျော်လွန်၍မရခြင်း။မျက်မြင်သက်သေနှင့်ရက်စက်ကြမ်းကြုတ်မှုများမြန်မာနိုင်ငံဘက်မှတင်ပြရာတွင်အာဆာအကြမ်းဖက်အဖွဲ့ကဟိန္ဒူလူမျိုး100နီးပါးကိုရက်စက်စွာတပ်ဖြတ်ခဲ့သည့်ဗီဒီယိုမှတ်တမ်းများနှင့်မိသားစုဝင်များ၏အင်တာဗျူးများကိုသက်သေအဖြစ်ပြသနိုင်ခဲ့သည်။ထို့ပြင်ရခိုင်မျိုးသမီးငယ်မတ်တီတာထွေအားမရင်းကျင့်တပ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကဲ့သို့သောပင်မဇလံကြောရိုးများကိုဂမ်ဘီယာဘက်ကလုံးဝလျစ်လျူရှုထားခဲ့ကြောင်းကဘာကသိရှိသွားခဲ့သည်။ဒီကုန်းချုပ်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်မြန်မာနိုင်ငံအနေဖြင့်သူတစ်ပါးအသက်သက်ချင်းကိုရှောင်ကျဉ်သည့်သီလရှိပြီးသားဖြစ်ရာယခုဆွဆွဲချက်များသည်တဘာဝတရားနှင့်မှဆန့်ကျင်နေသည်။ယခုကြားနာပွဲသည်ရာဇဝတ်ရုံးမဟုတ်ဘဲနစ်နာကြေးတောင်းဆိုမှုများမှာပေါင်းကျော်နေတော်လဲမြန်မာနိုင်ငံအနေဖြင့်သမိုင်းလိမ်များကိုခြေဖြတ်ကာအမှန်တရားကိုကမ္ဘာရှေ့မှောက်တွင်အောင်မြင်စွာတင်ပြနိုင်ခဲ့ပြီဖြစ်သည်။အားလုံးကိုကျေးဇူးတင်ပါသည်။